အဲ့တော့တော့သုံးလားပြုံးလားမမနိုင်ပိုင်းလေးပဲဗျ6နိုင်တော့မကြောက်ဘူးတော့ဆိုခင်ဗျားလေသူတော့ရတယ်လူချင်းရှိဘူးလေကိုပြင်းတဲ့ကိုခံရတာပဲဟာဒါတော့ဘာလို့ဟမ်ဘာလို့အော်မင်းဘာလို့ဆိုကိုကိုညာကြည့်ပေါ့ကွာကိုကိုညာတွက်ပေါ့အေးပါငါလည်းဖင်ပါဦးလေအဲကျုပ်တွေပဲမြောင်းတော့ဒီလည်းမဝင်နိုင်တော့ဘူးလားမလားဘူးလားကြောက်ဟောပို့ရတယ်ချိန်တော့ပါဒါကိုတစ်ချိန်တော့အခုကတော့ဆောင်းတော့အောင်မြင်နေတဲ့ချိန်ဒီကတော့ဖေရွက်ပတ်ခူစားနေချန်တော့လားချန်တော့ organic ချင်းနေတာပို့ပြီးတော့ organic တော့ချင်းနေအေးလူချင်းနေတာနာရကိုချင်းကိုပြန်ခါနေတယ်ဖြစ်နေတော့ဘောဝဲအိန္ဒိယဝဲကိုဝဲရတယ်အိန္ဒိယတက်ခါကိုအိန္ဒိယတက်တဲ့လူကမဆိုင်ရဒါဘူးရမဖေုံရတယ်မဖေရွက်ညာတွေ့ရသိမကောင်းပါအိမ်တက်တာမြင်ရဘာအင်တာချင်းတူးတာတော့အောင်မြင်နေပြီတူးတာကခေါ်နေတာအင်တာချင်းတူးချင်တယ်အခုအဲ့လုပ်ငန်းတွေလည်းလုပ်ဖို့တချို့ကလည်းစပြပါဦးနဲ့မင်းအသက်အပိုင်းထားရပါနဲ့ခေါ်လာမှတ်ဖို့နေပါလေအိမ်တော်တရားရအဲ့လိုလုပ်နေလားအဲ့လိုမခေါ်လက်တို့မတို့တို့လေးယောက်ပဲတူးမှလေဘာတမန်ပြန်တူမခေါ်ကိုလူတွေပဲမင်းလက်ကတော့ဘာမှဖြစ်လို့မရအောင်နော်မင်းလက်နဲ့လှုပ်ထားမှာမင်းလက်ကတော့ရတူရတက်တာတောင်းပါကျွမ်းနေပဲတောင်းပေးတယ်လိုင်းပေါ်အဲ့လိုတောင်းရလေမင်းကဘာမှလုပ်လဲတူးလည်းမတူးနဲ့ဆွဲလည်းမဆွဲနဲ့ဒီလိုလေးပဲလုပ်ပဲတောင်းပေးတောင်းပေးမယ်မင်းတောင်းလိုက်ပြီးသွားပြီမင်းတို့ကတူးမယ်ငါတို့တူးမယ်အေးငါတောင်းမယ်တောင်းမယ်တောင်းခွဲပေါက်သေးပဲမင်းတော်အဲ့ဒီကမင်းဘယ်မှာသွားပြီးတော့ညှိထားတယ်တောင်းခွဲဒီကမဟုတ်လေလက်ရှိပေါက်သေးတယ်နဲ့တနင်္ဂနွေနဲ့မင်းဈေးကိုသုံးပြလိုက်တာဒါမှငါတို့တိုင်ပင်ဦးလေမဆိုင်မှုလေဟောမင်းတို့ငါတို့ကမင်းတို့နဲ့ငါတို့ပဲတူးမှာပြောပြီးတော့ဝန်းအောင်ဆိုင်ငါနာမည်တော့ပတ်တယ်မင်းခေါင်းဆောင်လုပ်လိုက်တယ်ဘယ်ဝင်းအောင်မှမသိအောင်ဖြစ်နေဦးမယ်မန္တလေးဝင်းအောင်ဆိုမန္တလေးဝင်းအောင်တာခွန်အောင်ဆိုင်တစ်ဖွဲ့အခုလက်ရှိအိမ်သာချင်းတူးဒီဒါပဲမဟုတ်အဲ့နေရာကျမင်းခေါင်းဆောင်ပဲလုပ်လိုက်တော့မင်းနာမည်နဲ့ပဲတက်လိုက်တော့ဒီအေးလေဒါမှမဟုတ်လေဟောငါနာမည်တယောက်တည်းလည်းမရဘူးလေဟုတ်တယ်မလားအဖွဲ့အစည်းနဲ့သွားဖွဲ့စည်းနဲ့သွားမှာဖွဲ့စည်းနဲ့သွားမှာအဲ့ဒါမင်းလက်ဖိတ်တန်ပြောတာမလို့ဆရာကသွားဆက်ပြီဟုတ်ပါဘူးမေကဘာလဲဟိုဘလို့ခြေတော်မိုးကဒီနေ့မှစလုံးမှာပေါ့ကွာကြောက်တော့အဖုတစ်ကလေးကြီးမကောင်းလို့ပေါ့ဟုတ်တယ်အဲ့ဒါရှင်းတာပေါ့ပြောတယ်ဟိုလိုင်းမှာရပါပြောတာကံဝင်းမဟုတ်ပလီပလာမပြောဘူးဆိုတော့ငါပလီပလာဘယ်တော့ဘာဘူးဘာဘယ်တော့ချိန်တော့ပြောအဲ့လေလာရှင်းတာမဟုတ်ကံဝင်းတို့ပလီပလာမဟုတ်ဆိုတော့ရပါရောက်ချင်းတန်းဆိုတော့ကြီးပြောတယ်မဟုတ်ကြီးပြောတယ်မဟုတ်မင်းလက်ဖိတ်တန်ပြောတာဘယ်လိုပြောရတော့မဟုတ်အဲ့ဒါနဲ့အင်းကလည်းမင်းဘာကြီးလှုပ်ထားအောင်နဲ့ဝိုင်းဝင်ကိုမင်းဝိုင်းချစ်ကကိုတဲ့ပလီပလာရင်းနဲ့ဘာကြီးနဲ့ဘာကြီးလှုပ်ထားအောင်ဘာလို့ညာအောင်ဆိုအဲ့လေနည်းနည်းလေးအင်းကိုပေါက်ခွဲနေမင်းပေါက်ခွဲနေတာအဲ့တော့အဲ့ဒီလာရှင်းတာပါရပါရဲ့အေးပလီပလာဆိုတာငါဘာကြီးလုံးပြီလို့တော့အဲ့ပလီပလာဆိုတာအဲ့ပြောရမဟုတ်ဘူးလေငါအိမ်သားချင်းတူးနေတယ်ဆိုတာအမှန်ကန်အဲ့ဒါပြောတာအမှန်ကန်ပြောတာအိမ်သားချင်းတူးတယ်တကယ်အမှန်ကန်တူးပြီးတော့ခါနာသွားလို့လိမ့်တာမဟုတ်ဘူးအဲ့လိုပြောတာမောင်ကပွဲကတခါလေးလိမ့်ကျင်တယ်အဲ့လိုပြောတာငါဘာလိမ့်တာတော့ရောပါဘာရင်မဲ့လိမ့်တာပဲတွေ့ဘူးလို့ဘယ်လိုလိမ့်တာတော့မဟုတ်ဘူးလေဘယ်လိုလိမ့်တာလို့ပြောဘယ်လိုလိမ့်တာလို့ပတ်သက်တော့ကနေပတ်သက်တော့ကနေပလီပလာလုပ်ပြီးလိမ့်ကလင်ကြီးလုပ်ရှင်တယ်အဲ့ဒါတော့မင်းတို့ညကတိတ်မကွာပါဘူးအဲ့ဒါမင်းတိတ်ပြီးတော့အဆန်းကြီးပြောနေတယ်အတူတူအဲ့မင်းငါတဲ့သားတယ်မိနစ်ကငါ့မငါ8000မပေးတာတင်းနေလုံးနော်တစ်နှစ်တာလုံးမှာ8000မပေးရ8000မပေးတာတင်းနေလုံးအဲ့တော့2ရက်ခွဲပေးရနော်2ရက်8000 2ရက်ငါတို့ကမဲ့တလားသိလေးတယ်မင်းဖြုံးတာပြောတာကျွန်တော်မှနိုင်ပိုင်းစက္ကန့်ပိုင်းနိုင်မိနစ်ပိုင်းဆိုမင်းဖြုံးတာလည်းထည့်ပြောအောင်လေအေးအားပြောရလေအဲ့လိုပြီးတယ်ဆိုပြောတာပြန်ဖြုံးတာကြတော့သိလေးတယ်ပြီးတယ်ငါ့ကိုမင်းမလို့မဟုတ်ဘူးမင်းမတလားမှာ8000ဘယ်လောက်ပေးရအောင်တစ်နှစ်လုံးဘယ်လောက်တော့8000ဟာရအောင်ငါတို့ကတော့ဟဲ့မင်းဟိုပြောတာလိုင်းပေါ်လေငါလာပြီးတော့မိမကြောက်လာပြီးအဲ့လူပြောလိုက်အောင်နော်
မင်းကကြောက်တာတမ်းမှမရှိဘူးပါးရရတယ်မသွားကြည့်လိုက် အခုဘာလုပ်နေ ဒါဖေုံရဲ့ကြောသားဘူးတင်ပြီးအောင်ဆိုတင်ပြီးအောင်ဆိုလို့ပြောရတင်တာအပမကြည့်ပါဘူးဒါကြောက်လို့လုံနေမှာမဟုတ်ဘူးလေ ကိုလည်းစားရမှာနော် ကိုလည်းသားမှာဟုတ်ကဲ့မလား ဆိုတော့ကြောက်လို့ထင်းနေလေပေါ့ကိုကစကားမများကျင်တာတွေပဲပါတာပေါ့ နားကြီးကကိုမကြိုက်ဘူးနားကြီးကကိုမကြိုက်ဘူး ဝိချော်ရင်လမ်းပြီးတယ်ပေါ့ဟုတ်မလားလမ်းပြီးမြန်တော့ တော့ဒါဇောင်းတွေပါကြတော့နှစ်ယောက်ညှစ်ပလိုက်တယ် ညစ်ပြတယ် ဒါပေမဲ့မြန်6သွားတာပေါ့သူက အေးလေ ဒီမြန်ကျင်းသွားတာပေါ့ မဲဟိုမှာတော့ရကိုယ်ရှိကိုနေလားညာလားမတည်ပဲနဲ့ဆိုပြတာဟိုမှာသူ့ကျမကြီးကောင်းနေပါဘူး မင်းပြောတယ်မှာဝီရှဲရောပါလေ မို့အဲ့နေကမြင်လိုက်တဲ့အတိုင်းဓာကြီးကရပါရင်ရင်းနဲ့မကောင်းဘူး ဟုတ်ပါ မင်းသောင်းနဲ့လေးပဲဖြတ်သွားလားဘာအဲ့နေကအတိုင်းဓာကြီးကမင်းတော်ဆိုးဆိုးကြီး ဟုတ်တယ်နှစ်တောင်ပါနှစ်တောင်လာရင် နဲ့တော့မလုပ်နဲ့ငါ ပုံနဲ့ကျင်းနဲ့ခဲလိုက်ရင်ခဏရဲ့မြို့ကောင်နေအဲ့ဒါပြောဒီဘွားကြီးက တော့မှာ ဟာ မိမစီကမင်းတနည်းလုံး8000กว่าတယ်နေ့8000ဘယ်လိုသုံးမှာတနည်းလုံး သူကဘလို့တော့လေ မမတည်းရတာမဟုတ်ဘူး तू ကပေးတာအိမ်ဝင် ငါ အဲ့ဒါ ပေးတာ တနည်းလုံး မနေ့ကတနေ့လုံးငါ8000မှပေးတာမေးလိုက်အဲ့4000နှစ်ခါပေးတာ တခါလေးပေးရကုန်မ မဟုတ်ဘူးမင်းကြီးတာပြောရတင်နေလားမသိဘူး တော့ဆိုးဆိုးပါတနည်းလုံးလေးတော့လည်းဘာသွားလို့မလို့ အဲ့ဒါတော့ तू ကဘာလုပ်လို့လေ မလို့ရင်ဖာခန်းနေရမှာ ဩ तू ကဘာလုပ်လို့ငါပြောရှင်းရှင်းလေးငါပေးနိုင်လားငါပေးတယ် တနည်းလုံး8000တော့လည်းလောက် ဒါပေမဲ့ခုစီကပေါ့မင်းကမိနစ်ပိုင်းလောက်နဲ့40 50ဖြုံးတာကျတော့မင်းကများလုံးနေ နင်းနဲ့ဘန်းတော့မကောက်ပါဘူးနင်းတနည်းလောက်တော့ရှိပါ တနားကြီးတော့ တနည်းလောက်ဆိုင်ခဲ့တယ်နှစ်ချက်ပဲထိုးတယ်နော်လေးတယ်နှစ်ချက်ပဲထိုးတယ်အေးဒါရင်တူးတာခါနာတယ် ရောက်ပြီလား ဒီဘကမထူးတော့ဘူးဆိုပြီး ရောက်ပြီ စားပါလေ ဖက်ချာ မသားရောက်လို့ကျမဆင်းပါခေါ်ထားလိုက် နောက်တစ်ခါငါအလယ်များဖြစ်နေမှာနောက်တစ်ခါငါအလယ်များဖြစ်နေမလားမသိမင်းလည်းမင်းဆိုင်ရတော့ကောင်းမဖြစ်လာဘူးနော်ငါစဉ်းစားတယ် နှစ်ဖွဲ့ပဲ ဟမ် အော်ကြိုက်ပါလေဟောဆို အေးကြိုက်ပါလေလို့ အလှက်ကြ အဲ့ဒါလေမင်းပဲထွက်မလားငါပဲထွက်မလားအဲ့ဒါလာညှိနှိုင်းနေလာတာဒီတန်းတော့ကောင်းမဖြစ်ဘူးတပွဲလုံးရဲ့တာဝန်ကြီးငဲ့လို့ပါ အားချက်လို့စဉ်းစားရမှာ အဲ့ဒါပဲအဲ့တော့ဒီပုံစံနဲ့ကတော့ကောင်းမဖြစ်နိုင်ဘူး ကောင်းတော့တို့ပေါင်းလိုက်ပြီဆိုကြတယ်မိမလည်းအိမ်မဆင်ကွဲဘာဒီမှလည်းမပြီးအဲ့တော့အဲ့လိုပေါင်း ဒါကမေတ္တာပွဲမစားသေးဘူးနော်စားများစားလိုက်ရင်ကိစ္စကြီးပြတ်ကုန်